ပရိသတ်များလုံးပဲမင်္ဂလာပါရှင်ဒီအစီအစဉ်ကတော့တိမှတ်ဖွယ်ရမြန်မာစကားပုံများအစီအစဉ်ပဲဖြစ်ပါတယ်ဒီတစ်ခါအပိုင်းမှာတော့ညအခရာနဲ့စတဲ့စကားပုံတွေကိုနှစ်ပိုင်းခွဲပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ညိုသားညိုဖြူပါပဲမြင်ရတဲ့အပြင်ပန်းအသားရောင်ကမဖြူပဲညိုပေမဲ့အတွင်းစိတ်ထားကတော့ဖြူစင်ရိုးသားတာကိုအပြင်ပိုင်းမှာအမြင်မလှလောက်ပေမဲ့အတွင်းပိုင်းကတော့အဖိုးတန်နဲ့အနှစ်သာရတွေနဲ့ပြည့်နှက်နေတယ်လို့ဆိုလိုချင်တာဖြစ်ပါတယ်ညောင်မြစ်တူပုတ်တင်ဥပေါ်အကြောင်းအရာတစ်ခုကိုရှာဖွေတဲ့အခါမှာရှာဖွေတဲ့အကြောင်းအရာသာမကတခြားလှုပ်ဝက်ချက်တွေပါပေါ်လာတာကိုညောင်မြစ်ကိုတူးရကနေညောင်မြစ်သာမကညောင်မြစ်အောက်မှာဥထားတဲ့ပုတ်တင်ဥပါပေါ်လာတာနဲ့ဥပမာပေးထားတာဖြစ်ပါတယ်။ညာဦးကမ်းပါပြိုစပယ်နကိုကနွားမပေါင်ကျူအဆက်ဆက်လည်းမရှိဘာမှလည်းမဆိုင်ပဲကိစ္စနှစ်ခုကိုကြံဖန်ပြောဆိုတတ်တာကိုညာဦးကမ်းပါပြိုတာကြောင့်စပယ်နကိုမြို့ကနွားမပေါင်ကျိုးတယ်ဆိုတဲ့စကားပုံနဲ့ခိုင်းနှိုင်းပြောဆိုထားတာဖြစ်ပါတယ်။အခုလိုမျိုးအစီအစဉ်ကိုအပိုင်းလိုက်တင်ဆက်ပေးတော့မှာမို့လို့မြမရိုးရစကားပုံနဲ့အစိုးရစကားတွေကိုလေ့လာခြင်းဗီဒီယို news ကိုဝင်ရောက်ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ပါရရှင်။